အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ဒီအတူပေါ်မှာနာမည်ကြီးတဲ့ဂိမ်းတွေထဲမှာဖုန်းပေါ်မှာဖြစ်မနေစတဲ့ဂိမ်း၅မျိုးကိုပြပြပေးတော့မှာဖြစ်ပါတယ်။ငယ်မွေးအမှတ်တရတွေကိုကျွန်တော်တို့ပြန်လွှမ်းကြည့်ကြတာပေါ့။ပထမဆုံးဂိမ်းအနေနဲ့ကတော့ခေါ်ဆော်ဝါဝါမှာဒီဂိမ်းထဲမှာ Avery က Credo ကိုတစ်ပတ်လည်နဲ့သူ့မိမနဲ့သူ့သမီးကိုတက်ခိုင်းခဲ့တဲ့အတွက်Credo က Avery ကိုလက်စားပြန်ချပြီး12ပြားဖြစ်လာမဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ P2 ရဲ့ legendary game တစ်ခုဖြစ်ပြီးတော့ဒီ Credo ရဲ့ဒီ chain blade ကြီးကိုလှည့်ပြီးတော့ရန်သူတို့တက်ခတ်တဲ့မြင်ကွင်းကိုမြင်တဲ့အခါ P2 ဆိုင်မှာငငယ်ဆော့ကတဲ့ခဏချက်မျိုးပြန်ရလိုက်မှာပါ။ PlayStation 2 game ဖြစ်တဲ့ကြောင့်မလို့တမန်ရမ်းမများဘဲနဲ့ဆိုတော့ကောင်665 668အဲ့လောက်ကနေပြီးတော့ဒီ PS2 game တွေကို smooth ပြပြဆက်ဆော့လို့ရပါပြီ။ P2 game နေရာဒီဆိုတော့ကောင်မဟုတ်ဘူးရာဒီ Helio G 90 99 100အဲ့လို SOC နဲ့ဒီ smooth ပြပြဆက်ဆော့လို့ရပါတယ်။ P2 game နေဆော့တဲ့အခါလိုအပ်မဲ့ emulator တွေ BIOS တွေ game file တွေအကုန်လုံးကျွန်တော် comment link မှာချပေးထားပါမယ်။တရားမြောက် game အနေနဲ့ကတော့ God of War 2 ပါ။ God of War ရဲ့ asset ဖြစ်ပြီးတော့ Credo က12ပြားတယောက်နေရာနေပြီးတော့စာဆော့ရမှာပါ။ဘယ်လိုဖြစ်လို့12ပြားပြောရလဲဆိုတော့သိချင်လို့ရှိရင်ရှေ့က God of War ကိုစော့ကြည့်လို့ရှိရင်God of War 2မှာသူဘယ်လိုဖြစ်လို့12ပြားဖြစ်လာလဲဆိုတော့သိပါလိမ့်မယ်။ PlayStation 2ရဲ့ legendary game တစ်ခုဖြစ်ပြီးတော့ဘလောက်ဆက်ဆော့မရိုးတဲ့ game လေးရဲ့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ story ရဲ့အကြောင်းဒီ game ကိုမကစ်မတည်းစော့ကြည့်တင်ပါရဲ့။ဒီ God of War 2က God of War 1လိုပဲဒီ graphic အများမစားတဲ့အတွက်ကြောင့်မလို့Snapdragon 665 680အလောက်ကနေပြီးတော့ ACC စဆော့ပေးရပါသည်။နောက်နေ့တွေမှာလည်းမတူညီတဲ့ game ကောင်းလေးတွေကိုတင်ပြဖို့ရှိတာမို့လို့ကျွန်တော် channel ကို subscribe လုပ်ပြီးတော့ notification bell ကိုနှိပ်ပေးရဖြစ်ကျွန်တော်ကိုဝတ်ကြည့်ပေးလို့ရပါတယ်။ For the quarterfinals of the Downhill Domination World Cup Championship. တတိယမြောက်ဂိမ်းအနေနဲ့ကတော့ Downhill ပါဒီဂိမ်းကိုတော်တော်များများတည်တည်တာဖြစ်မှာပါဒီပြည်သူမှာစပိန်ပြိုင်စီးတဲ့ဂိမ်းတော့လည်းတော်တော်များများတည်ကြရပါတော့ဒီတောင်လုံးပေါ်ကနေရောစပိန်ကြီးစီးကြပြီးတော့တယောက်နဲ့တယောက်ရမှာ6တွန်းပြီးတော့ပန်းနိုင်ရအောင်ပြန်ရတဲ့ဂိမ်းပေါ့ပြည်သူဂိမ်းတွေမှာကျွန်တော်သဘောကျတဲ့ဂိမ်းတစ်ခုဖြစ်ပြီးတော့မကြခဏဆော့ပြတဲ့ဂိမ်းတစ်ခုဆိုလည်းမမှားဘူးပေါ့နော်စပိန်ပြိုင်နေနဲ့ဒီလေပေါ်ရောက်တဲ့အခါကွက်ဆန်ကြီးပြောက်လိုက်ရတာတွေဒီအနောက်ကနေပြီးတော့ရှေ့ကလူကိုပြစ်ပေါက်လိုက်ရတာတွေအဲ့ဒီကဒီ P2 ဆိုင်မှာငငယ်ဆော့ခဲ့တဲ့ခန်းစားချက်မျိုးပြန်နိုင်ပြီးတော့မဖြစ်မနေစော့ကြည့်တဲ့ဂိမ်းဖြစ်ပါတယ်။ဒီဂိမ်းလေးရတယ်ရှေ့ကဂိမ်းလေးလိုပဲရန်တမန်မများပဲနဲ့ Snapdragon 665 Helio G 99 100အလောက်ကနေပြီးတော့ဒီဂိမ်းကို ACC စဆော့လို့ရပါတယ်။ Excuse me, sir. Stockholm မြောက်ဂိမ်းအနေနဲ့ကတော့ Resident Evil 4 ပါ Resident Evil ဂိမ်းကြီးထဲမှာအကောင်းဆုံးဂိမ်းလို့သတ်မှတ်ခံရပြီးတော့မဆော့ဖို့ရင်စော့ကြည့်တဲ့ဂိမ်းတွေထဲမှာပါပါတယ်။ကစားသူကလီယိုဆိုတဲ့ဇက်ကောင်အနေနဲ့ဆော့မှာဖြစ်ပြီးတော့ဒီပြန်ပြီးဆက်ကန်လိုက်တဲ့တမနာရဲ့သမီးကို KDM mission နဲ့ဆော့မှာပါ။ဒီကနေစင်ချာမှာထူးဆန်းတဲ့ရွာတွေထူးဆန်းတဲ့လူတွေနဲ့ထူးဆန်းတဲ့တရားဝါတွေတက်လို့ဆရာကောင်းတဲ့ဆောင်းကားကနေလည်းသူဆော့မှာမဟုတ်လို့ဒီ PS2 မှာအကောင်းဆုံးဂိမ်းတွေတဲ့ဂိမ်းမျိုးအောင်ပြောလို့ရတယ်ပေါ့နော်။ Resident Evil 4ဆိုတဲ့ game က remake ထွက်ထားတဲ့ဆိုပေမဲ့လည်း remake က PS5 ရဲ့ PC ရဲ့ဒီ iWay တချို့တစ်ပိုင်းဒီပါပဲဆော့လိုက်ရတဲ့ကြောင့်မလို့ဒီ remake မဆော့နိုင်ဘူးဆိုလို့ရှိရင်တော့ဒီ original ဖြစ်တဲ့ Resident Evil 4ကိုမဆော့ဘူးရင်စော့ကြည့်တဲ့ game တစ် game ထဲမှာပါပါတယ်ဒီ game ကလည်းရှေ့က game လိုပဲအရင်တမန်မများပဲနဲ့ Snapdragon 665လောက်ကနေစပြီးတော့ဒီ game ကိုစမှုဖြစ်ဖြစ်စဆော့လို့ရပါတယ်နောက်ဆုံးနေတဲ့ game လေးကတော့ Naruto Shippuden Ultimate Ninja 5 ပါငငယ်က P2 ဆိုင်မှာဟိုဘက်ဒီဘက်တငယ်ချင်းနဲ့တူတူဝမ်းမဆောင်တက်ခဲ့တဲ့ game လေးဆိုလို့ရှိရင်မဟုတ်ပေါ့နေဘောရဲ့အမှတ်တရတဲ့ APS ရဲ့ game လေးမို့လို့ဒီ game လေးကိုမဆော့ဘူးလို့ရှိရင် Sammy ဆော့ကြည့်တဲ့ game ရဲ့မှာပါပါတယ်အထဲမှာပါဝင်တဲ့ဂျူစုတွေ spare တွေကလည်းသူ့ဦးနဲ့သူ့ဆမ်မစိုးလို့ပြောလို့ရတဲ့အနေအထားရှိပြီးတော့ဆော့မယ်ဆိုလို့ရှိရင်ဆော့ပြောတဲ့ game တစ်ခုဖြစ်ပါတယ်ဒီ game ကလည်းရင် game လိုပဲ Snapdragon 665 Helio G 85လောက်ရှိလို့ရှိရင်ဒီ game ကို ACC စဆော့လို့ရပါပြီဒါတွေကတော့ဖုန်းပေါ်မှာမဖြစ်မနေစော့တဲ့ PS2 game 5မျိုးကိုပြပြပေးသွားတာဖြစ်ပါရဲ့နောက်နေ့မှလည်းဒီထက်ကောင်းတဲ့ game လေးတွေကိုပြပြပေးသွားမှာမို့လို့ channel ကို subscribe လုပ်ပြီးတော့ notification bell လေးကိုနှိပ်ပေးရပြင်ကျွန်တော်ကိုကူညီပေးခဲ့လို့ရပါတယ်